င်းအောင်လိုင်းဝယ်တဲ့ drone ဘတ်9သိန်းတန်4စီးကိုထိုင်းနိုင်ငံကဖမ်းဆီးလိုက်ပါတယ်တည်ပြီးတဲ့လူ4ယောက်ပါဖမ်းမိပြီးတော့တူနာဘုံမိလေစိတ်အနီးအနားမှာပြန်တန်းနေတဲ့ drone တွေကိုနိုင်ငံတော်လုံခြုံရေးဌာနကနေပြီးတော့ချီရခံမိတယ်လိုက်လံဖမ်းဆီးတဲ့အခါမှာ drone စီးရီနောက်ထပ်2500လောက်ထပ်ပြီးတော့ဖမ်းမိပါတယ်နော်အဲ့ဒီအခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်ပေါ့ဗျာအဲ့တော့ဒီ drone တွေဟာဘတ်စစ်တက်ကတေယူနေတာဘယ်အချိန်တုန်းတည်းရလဲဘယ်တုန်းကလဲဆိုတာကိုကျွန်တော်တို့မသိပေမဲ့ဒီနေ့ဖမ်းမိတဲ့ drone ကတော့ဘတ်စစ်တက်အသုံးပြုရန်အတွက်အင်မတန်တန်ဖိုးကြီးတဲ့ drone တွေဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်ကိုတော်ထဲမှာ drone အားလုံးမင်္ဂလာပါခင်ဗျာတော့ New Sharing မှာကြိုးဆိုပါရကျွန်တော်တို့ရဲ့ channel ဟာဆိုရင်နေ့စုသတင်းထူးများကိုတင်ဆက်ပေးနေတာမို့ဝင်ရောက်ကြည့်ရှုဖို့တောင်းဆိုလိုက်ပါတယ်ကြည့်ရှုသူများကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒီ2500ပါထပ်မိတယ်နေရာတော့မပြောပြဘူးကိုယ့်ကိုထိုင်းသတင်းနေမှာနားတော့โอเคနော်ထပ်ပြီးတော့ကျွန်တော်တို့ဒီနေ့ဒေသဆိုင်ရာတိုက်ပွဲတွေစစ်ပွဲတွေတော့ရှိနေတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလုံးဝပြင်းပြင်းထန်ထန်ကန့်ကွက်တယ်ဆိုတဲ့အကြောင်းကိုလည်းမြေပြင်ကီနီကရဲဘော်တွေကလလတ KA JVU KNA ကရန်မျိုးသားတပ်မတော်အစရှိတဲ့တပ်တွေကတနက်နဲ့လည်းတိုက်မယ်ဗဇက်နဲ့လည်းတိုက်မယ်နိုင်ငံရေးလည်းလုပ်မယ်တပိတ်လည်းပေါက်မယ်ဆန္ဒလည်းပြမယ်ချီလည်းချီတယ်မယ်တိုက်ပွဲလည်းဝင်မယ်ဆိုတဲ့အခင်းချင်းတစ်ခုဒီနေ့ကရီနီပြည်နယ်မှာလုပ်ခဲ့ပါတယ်ဆိုတော့ပြောချင်တာကဝေကောက်ပွဲတော့မပြတ်ပြတ်အောင်ဖျက်ဖို့တော့ကြိုးစားနေကြတယ်သို့တော်လုံနိုင်ခဲ့သည်ရှိတော့မလုပ်ပါလုံးလေဘာလုပ်မလဲဆိုပြီးရင်ဆက်တိုက်မယ်မင်းကမင်းလှုပ်ချင်တော့မလှုပ်ချင်နေငါတို့ကတိုက်မယ်ဆိုတဲ့အယူဆပေါ်မှာလူငယ်တော်လိုင်းရေးတက်တွေဟာခိုင်မာရက်တည်နေလေရှိပါတယ်ဆိုတော့ဒီနေရာမှာမျိုးပြကပြည်သူတွေကရွေးကောက်ပွဲမှာကျမတို့အတင်းကျပ်မဲထိုက်ခိုင်းဘယ်လိုလုပ်မလဲလို့မေးလာတဲ့ဘေးကူတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ရွေးကောက်ပွဲမဲပေးတဲ့စက်တွေကိုကျွန်တော်လေ့လာကြည့်ရောဗျာလေ့လာကြည့်တဲ့အခါကျတော့တချို့ကပြောတယ်နှခါနှိမ့်ရင်ပယ်မဲဖြစ်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအကိုကျွန်တော်မေးကြည့်မဟုတ်ဘူးတစ်ခါနှိမ့်ရင်တစ်ခါနှိမ့်လို့မှမရရင်နောက်တစ်ခါထပ်နှိမ့်သုံးခါနှိမ့်လို့မှပယ်မဲဖြစ်ရင်ဖမ်းမဲ့သဘောရှိတယ်။ပြောချင်တာကတော့အတင်းအကျပ်အာဓမတရားဝင်မှုမရရအောင်လုပ်မဲ့အခြေအနေမျိုးတွေ့ရတယ်။ဒါပေမဲ့တခုတော့ပြောချင်ပါတယ်ရွေးကောက်ပွဲနေ့ဒီဇင်ဘာ28ရက်နေ့ကနေပြီးတော့ဇန်နဝါရီ28ရက်တလအတွင်းရွေးကောက်ပွဲတွေတရားမဝင်ရွေးကောက်ပွဲလုပ်မယ်ပေါ့ဗျာ။အဲ့မဲယုံတွေထွေးယုံတွေအနီးနားမှာတော့မနေကြနဲ့မနေကြပါနဲ့ဘာဖြစ်မလဲကျွန်တော်လည်းမသိဘူးတဒနာတော့နည်းရှိတယ်အဲ့တော့စစ်စင်ရေးတွေစီရေးတွေတိုက်ပွဲတွေဆိုတာကအရက်တကလက်မောင်းထုပြီးတော့ပြောရတာမျိုးတော့မဟုတ်ဘူးဒီရွေးကောက်ပွဲကိုနိုင်ငံတကာလည်းမကြိုက်ဘူးအာဆီယံလည်းမကြိုက်ဘူးဥရောပကလည်းမကြိုက်ဘူးလက်မခံဘူးပြောတာပြီးသားဆိုတော့အတင်းလုံးမယ်ပြည်သူကလည်းလက်မခံဘူးလုံးပေါ့မင်းတို့လုံနိုင်တာတွေရှိတယ်ငါတို့လုံနိုင်တာတွေရှိတယ်ဆိုတာကိုပြောချင်တယ်ဘယ်လိုလုပ်မှလဲမပြောဘူးစောင့်ကြည့်အဲ့တော့ဒီရွေးကောက်ပွဲပြီးသွားခဲ့ရင်လုံနိုင်သွားခဲ့ရင်ရောကျွန်တော်တို့ကဒီတော်လိုင်းရေးခါလက်ရှိမင်းအောင်လိုင်းဖက်စစ်တက်ကရွေးကောက်ပွဲလုပ်ဖို့အတွက်နေမြန်နေနဲ့နေရာအနှံ့ဘုံကျဲပြီးခေါင်းမတောင့်ထိုင်အောင်လုပ်ပြီးတော့အတင်းအာရမရှောက်အောင်လုပ်နေတဲ့အခြေအနေကိုသူလုပ်နေတယ်တွေ့နေရတယ်ပေါ့ဗျာအဲ့တော့မင်းအားကုန်တုံးပြီးလုပ်ပါအားမပြတ်ပါစေနဲ့ငါတို့တော်လိုင်းရေးတက်တွေဘက်ကတော့ကွာရှင်းပါတယ်မင်းလုပ်ချင်တာလုပ်ငါတို့လည်းလုပ်ချင်တာလုပ်မယ်အနာဂတ်မှာဖက်စစ်တက်မင်းအောင်လိုင်းရေးရုပ်မှတဲ့သမိုင်းစိုးကိုဖော်ထုတ်ဖို့ကြိုးစားမယ်တိုက်ပွဲဝင်မယ်အဲ့တော့ကျွန်တော်ဒီကနေ့တူတူပဲပြောပါမယ်ဖက်စစ်တက်ဟာလက်ရှိနေရအနှံ့ကိုအရေးပေါ်စစ်ပြင်နေပါတယ်ဘုံနေကျင်းနေပါတယ်ရုပ်ကောက်ပွဲကိုမရရအောင်လုပ်ဖို့လာမယ့်28ရက်နေ့မှာသူလုပ်မယ်လို့ကြေညာတာတယ်အဲ့ဒီနေ့မှာ
အဲ့ဒီနေ့မရောက်ခင်ဒီမှာပြည်သူလူထုဟာစစ်တပ်နဲ့ပတ်သက်သောနေရာတွေရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့နေရာတွေမဲယုံတွေခဝဝေးနေပေးဖို့ကျွန်တော်ဒီနေရာကနေပြောလိုပါတယ်ပြောချင်ပါတယ်မနေဘာဖြစ်မလဲမသိဘူးကိုယ်တိုင်နဲ့ကိုယ်ကံမယ်ထပ်ပြီးတော့ဒီ drone တွေဖမ်းဆီးရမိသူတရင်ရဲ့နောက်ဆက်တွဲကိုကျွန်တော်ထပ်ပြီးတင်ပြပါမယ်လက်ရှိကတော့မာလာဖက်စစ်တပ်ရဲ့ဝယ်ယူထားတဲ့ပတ်9သိန်းနဲ့ drone 4စီးနောက်ဆက်တွဲအနေနဲ့အစီး2500ထိုင်းနိုင်ငံမှာဖမ်းမိရဆိုတဲ့သတင်းကိုအတည်ပြုပါတယ်ဒီတော့တူတူနဲ့လိုရင်အလုပ်တွေမားတဲ့ကြားတွေကအပြရခတ်ပြီးကျွန်တော်ပြောရတာဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော် YouTube channel နဲ့ပတ်သက်ပြီးတော့ကူးယူဖော်ပြမှုတွေအများအများတွေ့ရပါတယ် YouTube မှာ TikTok မှာ Facebook မှာအိုးပွားထနေတာပဲအဲ့တော့လူမြတ်ကျော်ရဲ့ YouTube channel အစ်စ်ဟာ LUU လူမြတ်ကျော်ဘေးနားမှာအမှတ်ချစ်လေးရှိတယ် YouTube channel မှာလာရောက်အစ်စ်ကိုလာရောက်အားပေးကြပါအတုတွေကလည်းကျွန်တော်မြစ်တာရက်ခံလို့ရမကူးပါနဲ့လည်းပြောလို့မရဘူးဗျကူးချင်အောင်ပေါ့နော်တညလောက်တော့နှစ်ညလောက်တော့တရက်လောက်တော့စောင့်ပြီးကူးကြပါဗျာကျွန်တော်တို့ဒီ YouTube ကရတဲ့ဝင်ငွေကိုကျွန်တော်ထမင်းစားပါတယ်တက်နိုင်လောက်တော်လိုင်းကြီးလောက်ပါတယ်ဆိုလိုတာကကျွန်တော်တို့ယက်တီရှင်တန်ရေးတော်လိုင်းကြီးမှာပါဝင်ခွင့်ရရေးအတွက်ဒီ YouTube ကဝင်ငွေကိုအမိတဟဲပြရတာရှိပါတယ်ဒါရိုးရိုးသားပါပဲဆိုတော့ကကျွန်တော်တက်ဆက်လက်ပြီးတော့ဒေါ်လာကြီးမှာပါဝင်ခွင့်ပါဝင်လို့ရနေနိုင်အောင် YouTube channel အစစ်မှာဒါရောက်အားပေးကြည့်ရှုစေချင်ပါတယ်ရဖို့မိတ်ဆွေတွေကြမ်းမိုက် view site ပါတတိဝရိယနေပါမကြခင်ကာလမှာဘာတွေဖြစ်လာနိုင်မလဲဆိုရင်မျက်စိတမိတ်လက်တပြက်အပြောင်းလဲတွေရှိလာနိုင်ပါတယ်ရှိလာနိုင်ပါတယ်ဟိုအရှိကပြောခဲ့သလိုတလိုင်းကြီးတလိုင်းလာမယ်တို့တခုခုလာတော့မယ်ဆိုတာမျိုးတော့မဟုတ်ဘူးရွေးကောက်ပွဲကိုလက်မခံတဲ့အကြောင်းသက်သေပြဖို့အခြေအနေတွေဖြစ်စဉ်တွေအချက်လက်တွေအမြောက်အများရှိလာနိုင်ပါတယ်လူမကျော်မင်းကပြက်ပြက်တသားပုံဝင်လင်းလင်းပြောလေကွာဆိုတော့ထုံစည်းတိုးနေတာမဟုတ်ဘူးလေဗျာဇီးသီးလဲရောင်းနေတာမဟုတ်ဘူးနော်အဲ့ဒါလေးကိုတော့သိရှိနားလည်ပေးဖို့ပြောလိုပါတယ်ဂိမ်းဆိုင်ပါမဲယုံနေနဲ့ဝေးနေပါမဲရွေးကောက်ပွဲကျင်းပမယ်ဆိုပြီးစူးစမ်းဆိုင်ပြင်းနေတဲ့ကောင်းနေတဲ့ခက်ဝေးမှာနေပြီပါဒီနေ့ညတော့တော့ပဲပြော